Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိမ်အသစ်တွေစောက်လိုက်လို့မျက်လုံးမိတ်ပြီးရွေးလိုက်လို့ကြားတဲ့အိမ်လေးကိုတွားပြမှာဖြစ်ပါတယ်အဲ့တော့အဝတ်စားသွားလဲလိုက်ရအောင်နော်ဒီအင်ကြီးလေးဝတ်လိုက်မယ်ပေါ့နော်ဒီအင်ကြီးလေးကိုကြိုက်ပါတယ်အင်ကြီး color လေးပြောင်းလိုက်ပါအောင်မယ်နော်ice color လေးကအနီရောင်လေးလုပ်လိုက်ပါတယ်အင်ကြီးရောင်လေးကိုဘာရောင်လေးလုပ်ရင်ကောင်းမလဲအဝါရောင်လေးလာတယ်ထင်တာပဲနော်ဒီရောင်လေးမစိုးဒီရောင်လေးကပူလာတယ်အောက်ကဘောင်းမီအရောင်ပြောင်းပါမယ်အမဲရောင်လေးနဲ့ပူလိုက်တယ်နော်အဲ့တော့အမဲရောင်လေးနဲ့ပဲလုပ်လိုက်တော့မယ်ဆိုတော့အခုစပြီးတော့ရွေးတော့ပါမယ်နော်ကဲနောက်ဆုံးတော့ရောက်လာပြီပဲleft ဟောက်လာတော့မသိဘူးအသေးပုံအိမ်လာတော့မသိဘူးဝင်းမိုက်တယ်နော်oh my god oh my god oh my god ဖြည်းဖြည်းတက်တာလေးလှုပ်ပါအခုသမီးကိုလူရန်ကလည်းအတန်ကိုမကြားဘူးကြားဟုတ်တယ်မလားသမီးက TikTok မှာအခုစပြီးတော့တင်တဲ့သူတယောက်ပါ TikTok တော့မှဖြစ်တယ် YouTube မှာပေါ့နော်မိုက်တယ်မီးကအပိတ်ဖွင့်လုပ်လို့ရတယ်အတန်ကနည်းနည်းတော့တိုးမယ်ပေါ့နော်ဘာလဲဆိုတော့သမီးမောင်လေးအိမ်နေလို့ပါမိုက်တယ်နော်အရန်လာတယ်အိတ်ခမ်းနေပါမရှိတော့လောက်ကြအောင်ဒီရပဲလားဒါနောက်ဆုံးပဲလားငါများမျက်လုံးမမြင်တာပဲတိလားလှုပ်ချက်ဟာမှတွေ့ပြီလှေကားတွေ့ပါပြီဟိုးထီသွားမကြည့်ပဲနဲ့လှုပ်ချက်လှေကအရန်မိုက်တယ်အိုးအပေါ်မှာတစ်ထက်ရှိသေးတယ်
မနက်ပိုင်းလေးပူပူနွေ့နွေ့ကော်ဖီလေးပါလေးနဲ့ဒီလိုမျိုးမှန်ပေါင်လေးကိုကြည့်ပြီးစားလိုက်ရရင်ဘယ်လောက်တောင်ကောင်းအောင်လဲအပေါ်ထက်ကြည့်မယ်နေအောင်ဒီမှာတခန်းကြံသေးရပါတော့laundry ခန်းလားရေချိုးခန်းယူထင်းနေတော့ဘယ်ဘက်ကပဲတက်ရတယ်ဗောနော်မလေးSakura School ကမစောရကြတော့လက်တွေလေးနီဒီမှာအင်ကြီးလေးဖို့အတွက်နေရာပေးထားတယ်ဒီအင်ကြီးလေးပဲလေးလိုက်တော့မယ်ရှယ်ပဲတော့အိတ်လို့လည်းရတယ်အကုန်လုံးလို့ရတယ်ဒီအိမ်မှာပဲတစ်လုံးနေသွားခြင်းနဲ့ကွန်ပျူတာလေးနဲ့ကြည့်အောင်မိုက်တယ်ဟယ်လိုကျေးဇူးပေးကြတဲ့ viewer တွေတယောက်ချင်းစီကိုကျေးဇူးထူးတင်ရှိပါတယ်သမီးရဲ့ video လေးကိုလည်းကြားရင် like and subscribe လေးလုပ်ပေးခဲ့ပြီးတော့ဒီနောက်အကောင့်လေးလည်းတီးပေးခဲ့ပါအောင်နော်တတာ